ကြက်သွန်ဖြူရဲ့မကြီးသီးစိမ်းရဲ့ရင်ကောင်းလည်းငပိနိုင်ရလို့မြေပဲဆန်လော်ရဲ့ငရုတ်သီးစိမ်းရဲ့ငပိခင်ရဲ့ကိုညံ့နေအောင်ထောင်းပါမယ်ပုံမှန်ဆိုရင်တော့ဒီငရုတ်သီးစိမ်းလေးကိုလှော်လိုက်တယ်ပေါ့နော်ဘိုင်နာတက်တာအောင်ဒီတစ်ခေါက်ကတော့မလှော်လိုက်ရပါဘူးအဲ့ဒါလေးတွေကိုညံ့နေအောင်ထောင်းပါမယ်တမောသီးဆိုဒီအမယ်လေးတွေနဲ့တုတ်တာအကြိုက်ဆုံးပဲနည်းနည်းပစွန်ချောင်းရှိရင်လည်းပစွန်ချောင်းလေးထည့်ရပါတော့ပစွန်ချောင်းမရှိလည်းပစွန်ဟင်းလေးတွေရှက်ထားရှိလဲထောင်းပြီးတော့ထည့်ထောင်းပြီးတုတ်လိုက်တာထောင်းထားတာလေးတွေညံ့နေပြီဆိုရင်တော့တမောသီးလေးနဲ့ရောတုတ်ပါတော့မယ်နှစ်တွေအများကြီးပဲတံမျိုးသီးလေး2စိတ်လောက်ညှစ်ထည့်မယ်ကြီးသီးစိမ်းလည်းပါပြီးသားပဲမယ်လေမှုရအောင်လို့တံမြာသီးစစ်လေးဆိုရင်တော့ပိုကောင်းတာပေါ့ပိုမှုရပါတော့တံမျိုးသီးပဲရှိလို့အိမ်မှာတံမျိုးသီးထည့်မယ်ပြီးရင်မကြီးမဲ့လေးလေးတစ်စုံလောက်ထည့်လိုက်မယ်ပေါ့နော်အရှင်နေအများကြီးထည့်ထားလို့စားလေးလည်းထည့်မယ်ရှိုမုံလေးတော့တမောသီးတော့ရှိုမုံလေးတော့နည်းနည်းလေးများထည့်တယ်ဟင်းတာနည်းနည်း short ထည့်ရလေပြီးရင်ငမြာရီလေးလည်းအရည်လေးရွှဲရွှဲလေးဖြစ်အောင်ငမြာရီလေးလည်းနည်းနည်းထည့်လိုက်မယ်ပေါ့နော်ငမြာရီလေးလည်းထည့်မယ်ပြီးရင်နှံ့နေအောင်နယ်လိုက်မယ်နော်အမလေးတုတ်တာပြန်ကြည့်ပြီးတရေတောင်ကြနှံ့နေအောင်နယ်လိုက်မယ်နှံ့နေအောင်နယ်ပြီးရင်တော့ထမင်းလေးနဲ့စားပါမယ်ရှင်အမလေးတရေတောင်ကြစားကြလိုက်တယ်တမိုးကြီးဆိုလိုလေးတုတ်တာကြိုက်ဆုံးပဲပြီးရင်ကစွန်းရွက်ညွန့်လေးနဲ့ပါကိုက်စားကြိုက်တယ်ဒီလိုလေးတုတ်တာအဲ့လိုလေးတုပ်ပြီးတခွားသီးလေးတွေကစွန်းညွန့်လေးတွေနဲ့စားတာအခုလောလောဆယ်တော့အခုစားတာတော့ဘာမှမပါလိုက်ဘူးထမင်းနဲ့ပဲစားမှာကြိုက်တယ်ထမင်းနဲ့စားပါတော့